မှာတော့ကျွန်တော်မတင်တာလဲကြာပြီပေါ့နော်အဲ့တော့ကျွန်တော်ဝါတန်တာလို့ခေါ်ရတဲ့ game ကိုကျွန်တော်ဆော့ပြသွားမှာပဲဖြစ်ပါတယ်ဒီ game ကတော့တော်တော်ကြီး download ဆွဲရတယ်ပေါ့နော်သူထဲမှာ additional content တွေရောဆိုတာပထမဆုံးဆွဲရတာ300 MB ပြီးရင်900 MB လောက်ဆွဲရတယ်။ဒါကြက်ခါရည်ဆိုလည်းအနည်းဆုံးဟိုMB ရောမဟုတ်ဘူး GB MB ပေါ့ဗျာ MB ကိုရာချီပြီးဆွဲရပါအဲ့ဒီ game ကတော့ဝင်ကဒီလဲ3-5 K လောက်တော့ရှိပါတယ်ဒါ map တွေလည်းကျွန်တော်တို့ဆွဲပိုင်းပါတယ်ဆိုတော့ကျွန်တော်ဒီနေ့တော့တန်ချက်ကနေနဲ့ဆော့ပြပါဖြစ်ပါတယ်ဒီလိုမျိုးကြော်ညာရတဲ့တက်တယ်ပေါ့နော်တန်ချက်ကကြီးရတော့ဘလို့ကြည့်ရင်သိမှာပါဒီဘိုင်းကလည်းကြီးရကျွတ်စင်ကြီးဆိုတော့လေโอเคဆိုတော့ဘလို့ကျွန်တော်တို့ဒီ game ကိုစလိုက်ရအောင်ကျွန်တော်ကတော့တန်ချက်လောလောဆယ်ကိုတန်ချက်ကလေး4စီးပိုင်နေပေါ့နော်အမေရိကန်တန်ချက်က2စီးဂျာမန်တန်ချက်က1စီးနဲ့ရုရှားတန်ချက်က1စီးပေါ့နော်โอเคဆိုတော့ကျွန်တော်စလိုက်ရအောင်မတ်ကင်မလောက်တော့ဘူးလေကျွန်တော်မှာအပေါ်ဆုံးကအဲ့ဒီသင်္ကန်းကြည့်ဝေးရင်းကားတွေပဲမရှိပါဘူးဆိုအဲ့ဒီຢာတွေကဆိုတော့โอเคစပြီပိုလန်ဆိုပိုလန်နဲ့တင့်လို့တာဂျာမနီတန်ချက်ကပဲပိုလန်ကိုဂျာမန်နဲ့ရုရှားကြီးပေါင်းသိနေတာလေဟုတ်တယ်နော်ဂျာမနီတန်ချက်ကလည်းပါရโอเคတန်ချက်ကရင်းနေပါအနန္တချက်ကရင်းနေဝင်လာပါပြီပိုလန်နိုင်ငံနဲ့ရောတွေကတော့ကျွန်တော်တို့ဒီစုံစီကိုကျွန်တော် capture မယ်ပြီးရင်ဘလူးကောင်လေးနဲ့တူမယ်ဟိုမှာနေစမ်းနေနဲ့ဟာဒီကနေ့စီလင်နေလို့ရပါတော့စီလင်တော့တာလည်းဒီနေ့ဆိုအဆုံးပြီအိုးနားဒီလိုမျိုးဆိုတော့ဖြစ်နေအောင်မှာ FPS ကတိုးကြတယ်။ဟာနောက်ကနွားတွေလည်းတိုးတယ်။အမောင်းရတာအဲ့လောက်စင်ပြီးမလို့။ခေါင်းလေးလှည့်လို့ဟာလဲဟာခေရတော့လေးနေတယ်ပေါ့ဘယ်လိုမျိုးလေးနေတယ်မသိပါဘူးဖုန်းကလည်းကိုယ်ကြီးကတက်နေနည်းနည်းခေါက်နေရတယ်ဘာလည်းနှိပ်လို့မရတယ်ဟာသွားနား FPS ကတော့ကြည့်လိုက်ပါ FPS တွေတော်တော်တက်ပါတယ်တင်ရတော့90ရေပေါ့နော်ဘယ်လိုဟုတ်နေရတော့အခုဘာမှလုပ်လို့မရပါဘူးပြင်ရပြီနှစ်ဖက်ကိုဘုံရအောင်မလို့ Minecraft ဆောင်းအောင် FPS ကအနည်းဆုံးရောက်သွားလိုက်အနည်းဆုံးတက်လာလိုက်အချိုးကိုဟိုမှာအော်မဒီလေနေလိုက်တယ်ဆောနာဘူးတွေးလာရမှာတန်ချက်ကတည်းကဘယ်နာငေါ့ဆိုတော့နောက်ဒီမှာဒီမှာကွက်ဒီဆိုတော့ညဆိုတော့နည်းနည်းခက်တယ်နော်ဆိုထားပါတော့အမေရိကန်တန်ချက်ကလည်းသွားလိုက်အမေရိကန်ကဖြစ်ရုရှားတန်ချက်ရုရှားထိုက်နေတယ်နော်တော့မနေဘူးအခုမှပြင်60ကျော်လေးပြင်ကြဟိုရောက်ဒီထဲမှာတိတ်အစိုးကြီးမလို့မှာရတယ်အဲ့ဒီမှာမရှိဘူးအဲ့ဒါမှအကောင်ကြီးကာဝါယူတယ်
ဘောကောင်လေးကိုကျွန်တော်တေချာတော့မမြင်ရဘူးကောင်ဘောထွေးနေဟဲ့မှတ်တာခေါ်ရပြီလားအင်ဂျင်ထိသွားပြီသွားပြီတော့ကားတော့ပြတ်တော့မှာပြနိုင်အောင်ခံပြစ်ထားရခံပြစ်ပေးရကြပါကွာဒီကောင်ကအင်ဂျင်ကိုကျွန်တော်စော်လေးလိုက်တာအဲ့တော့သွားပြီပေါ့အခုနဲ့ဘူးကျွန်တော်ဒီမှာတန်ချက်က2စီးအောင်ညနေဆိုတော့ကဒီဇန်ပုံရတဲ့ကောင်ရှိတယ်အဖိုးကြီးကွာ2စီးကြံလာသေးတယ်2စီးကိုတော့အလုံးချပါမယ်ဒီဘက်မှာတော့ကျွန်တော်တို့ရှုံးမဲ့ပွဲပေါ့နော်ဒီတာကြီးပါအေးဟိုမှာဂျာမန်ကပုံပုတ်လိုက်အေးပါတယ်ဒီကြိုက်ကိုကဘုံရဲလင်းဆိုတော့အချင်းကြီးလေးဖိုက်တာဆိုတော့ဘုံရဲလင်းဘာလေးဖြုတ်ချပါလဲဆရာဟိုမှာဒီကလည်းနည်းနည်းတော့ဟိုဖြစ်တယ်ပါနော်ထီတယ်ဟိုကအတောင်မှန်ကျိုးသွားပြီ yes ဒါပဲလေတောင်မှန်ကျိုးသွားပြီဆိုရင်ဒီကောင်ဘာတော့လုံးလို့မရတော့ဘူးမဟုတ်ဘူးလာမလင်းပြီးတော့ကားတွေလက်နောက်ဘယ်နွားလာဆိုရင်ဘယ်နွားလာတော့ဟောမဟုတ်ဟိုလင်းရဲ့ဟိုလေးစီးဟိုပြကြပြီလေမောင်စကြီးတွေဒါတော့ပြရတော့ဒီဘွဲရှုံးမှာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဘက်ကဟိုကောင်ရအမှန်တိုင်းကြီးဆိုတာကျွန်တော်ကမစောရဆိုရဒီနော်စောရဆိုလည်းမစောဘူးပြပါတယ်ကျွန်တော်တို့ဘက်ကဘုံရဲလင်ဟိုဘက်ကတိုက်လင်သွားပြီဘုံရဲလင်ကပြစ်တတ်ရင်တော့နည်းနည်းဟုတ်လို့ရှိအောင်နော်ဘယ်ကောင်လဲဟာညာမာသမီးတို့တင်ရဟာကျွန်တော်ဆုံးနေဘိုးဒါလေးကောင်းကြီးရကဲဘူးတော့ဘူးနေပြီးတော့လောက်ပါပဲကျွန်တော်ရှုံးပြီးတော့အတိအသားကြီးပါပဲ